Steven Spielberg ၏ငယ်ဘဝရုပ်ရှင်ဖန်တီးမှုကောင်လေးတစ်ယောက်ဟာအလွန်တရာအသက်ဝင်ပြီးလက်တွေ့ကျတဲ့အထူးပြုလုပ်ချက် special effects တွေပါဝင်တဲ့ရုပ်ရှင်တကားကိုဖန်တီးခြင်းခဲ့ပါတယ်ပထမဆုံးအနေနဲ့သူဟာမြေကြီးထဲမှာကျင်းတူးပြီးအလဲမှာပြင်းပြတစ်ချက်ထည့်ထားလိုက်ပါတယ်ပြင်းပြကိုအပေါ်ကိုဆွဲတင်လိုက်တဲ့အချိန်မှာပောက်ကွဲမှုဖြစ်သွားတဲ့ပုံစံမျိုးတရုပ်ဖော်ခြင်းလိုပဲဖြစ်ပါတယ်ထို့နောက်ဆက်တနက်ပစ်ခတ်တံလိုမျိုးအတန်ထွက်ပေါ်လာစေဖို့အတွက်ရန်ဂိတ်ပြောက်အိုးတွေကိုမြေကြီးထဲမှာမြုပ်နှံခဲ့ပါတယ်ဒါတွေမကသေးပဲတနက်အပစ်ခံရတဲ့စစ်သားတွေရဲ့ကိုယ်ထဲကသွေးတွေပန်းထွက်လာတဲ့ပုံစံမျိုးရရှိစေဖို့အတွက်မိဘုံပြန်တွေကိုအနီရောင်ဆေးရည်တွေထည့်ဖြစ်ပြီးတရုတ်ဆောင်တွေရဲ့ကိုယ်မှာတက်ဆင်ပေးခဲ့ပါတယ်ဒီလိုနည်းနဲ့စစ်မြေပြင်ခင်းခြင်းကိုပုံမအသက်ဝင်လာအောင်ဖန်တီးခဲ့တာပါတိုးတော်လဲကောင်လေးဟာဒီလောက်နဲ့တင်စိတ်တိုင်းမကြသေးပါဘူးသူဟာစစ်သားဖြစ်တရုတ်ဆောင်ရမယ့်သူကိုတွားရောက်ပြီးစိတ်ခံစားမှုအပိုင်းကိုအခုလိုမြင့်တင်ပေးခဲ့ပါတယ်မင်းကဒီစစ်ပွဲမှာနောက်ဆုံးကြံရစ်ခဲ့တဲ့တူးရဲတော့အသက်ရှင်ကြံသူပဲတေဆုံးသွားတဲ့မင်းရဲ့ရဲဘော်ရဲဘက်တွေဟာမင်းရဲ့မိသားစုဝင်တွေလိုပဲသူတို့အားလုံးဟာမင်းရဲ့အမိတ်ပေးမှုကြောင့်တေဆုံးသွားခဲ့ရတာဒီလိုစိတ်ခံစားမှုပိုင်းဆိုင်ရာပြင်ဆင်ပေးမှုဟာနောက်ဆုံးစက်ကွက်ကိုပုံမပြောင်မြောက်သွားစေဖို့အများကြီးအထောက်အကူပြုခဲ့ပါတယ်ထိုတရုတ်ဆောင်ဟာစစ်မြေပြင်ထဲကိုခြေချလိုက်တဲ့အချိန်မှာပဲဇလန်ရဲ့အလေးနဲ့ခံစားချက်ကိုအပြည့်အဝခံစားမိပြီးမျက်ရည်တွေတွင်စီးကျလာပါတော့တယ်ကောင်လေးကကက်ခလို့អော်လိုက်တဲ့အချိန်မှာအခြားသူတွေအားလုံးထွက်လိုက်ကြပေမဲ့ထိုတရုတ်ဆောင်ကတော့ဇက်ကောင်စရိုက်ထဲမှာပဲစီးမျောကြံရစ်နေခဲ့ပြီးစိတ်ခံစားမှုကိုချက်ချင်းရပ်တန့်လို့မရနိုင်ခဲ့ပါဘူးရုပ်ရှင်ရိုက်ကူးပြီးသွားတဲ့အခါမှာလည်းကောင်လေးဟာရုပ်ရှင်ဖလင်းလေးပေါ်မှာတနက်ကြည်စံပစ်ခတ်တံအကျိုးသက်ရောက်မှုရရှိစေဖို့အပေါက်သေးလေးတွေဖောက်ပြီးထပ်မံဖန်တီးခဲ့ပါသေးတယ်တနက်တွေတကယ်ပစ်ခတ်နေတယ်လို့မျိုးမြင်တွေ့ရစေဖို့ဖြစ်ပါတယ်ရက်အနှဲငယ်ကြာမှာတော့ထိုရုပ်ရှင်ကိုသူ့ရဲ့ကျောင်းမှာပြသခဲ့တဲ့အခါလူတိုင်းကလက်တွေ့ကျလုံးတဲ့အထူးပြုလုပ်ချက်တွေကိုကြည့်ပြီးအံ့အားသင့်ကချီးကျူးခဲ့ကြပါတယ်ဒီလိုငယ်စဉ်ကတည်းကပါရမီထူးချွန်ခဲ့တဲ့ကောင်လေးကတော့အခြားသူမဟုတ်ပါဘူးကမ္ဘာကျော်ရုပ်ရှင်ဒါရိုက်တာကြီး Steven Spielberg ပဲဖြစ်ပါတော့တယ်